ကိုဝန်ဆောင်မမေတွေဝယ်မဲ့ပစ္စည်းရဲ့မှာဘိုက်စီးပါနေပြီလားဘိုက်စီးဝယ်တယ်မဝယ်တဲ့ဒီဗီဒီယိုလေးကိုကြည့်သွားကြပါကျမလည်းကိုဝန်ဆောင်ကာလာတွေကဘိုက်စီးစီးဖို့အတွက်ကိုကြိုပြီးတော့ဝယ်ခဲ့တယ်မှာပါတယ်ဒါပေမဲ့ကျမကိုယ်တိုင်ဘိုက်စီးကိုစီးပြလားဆိုတော့စေးုံတက်နေတဲ့4ရက်ရဲ့အိမ်မှာရောက်တဲ့2ရက်3ရက်လောက်ရဲ့အားလုံးပေါင်းမှာစုစုပေါင်းစီးရမှာ9ရက်လောက်ပဲစီးပြလိုက်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမကကတဲ့နဲ့အိတ်တဲ့တူမဟုတ်ပေါ့နော်။ကျမ်းမှာမှုရထူးနေအိတ်တာအဲ့တော့ခလေးကအိမ်ပြန်ရောက်ပြီဆိုတဲ့အချိန်မှာခလေးရဲ့ဝေယဝစ္စလောက်ရတာရယ်ခလေးကငိုလိုက်နှုတ်တိုက်လိုက်ပြန်ချလိုက်အဲ့လိုမျိုးလောက်ရတယ်ကျမကိုယ်တိုင်လည်းအပေါ်ပါသွားထမင်းစားဘာလို့ထိုင်လိုက်ထားလိုက်နေဖြစ်တဲ့အခါမှာဒီဘိုက်စီးနေရအထိုင်ထားလို့အဆင်မပြေဘူးပေါ့နော်နောက်ပြီးတော့အဲ့ဒီအချိန်မှာကခလေးစောကန်နေရယ်ခလေးကိုပို့ပြီးအစင်ပြောင်းလုပ်ပြီးဖို့ဆိုရဲစောကန်နေပြီးဝေယဝစ္စအရန်လောက်ရတယ်ဟိုရှုပ်ရှက်ခန့်တာပေါ့နော်အဲ့အတွက်ကြောင့်ဒီဘိုက်စီးစီးဖို့ငါဘိုက်လေးပြန်ချက်ဖို့ငါဘိုက်ကြောပြက်နေရလေးပြန်လှဖို့ဆိုရဲအာယုံလုံးဝမရှိဘဲနဲ့ဒီခလေးအတွက်ပဲအာယုံရှိနေရပေါ့နော်အဲ့အတွက်ကြောင့်မို့ကျမဘိုက်စီးမစီးဖြစ်ခဲ့ရောကျမဆိုရင်အခုကျမဒါ4လရှိသွားပြီဒီ4လအတွင်းမှာမှဘိုက်စီးစီးရဲ့ရက်က9ရက်တောင်မရှိဘူးပေါ့နော်စေးရုံမှာတက်နေရရက်တွေကတော့စီးရဲ့ခွဲပြီးတော့နောက်နေ့မနက်မှာတွေကလမ်းလျှောက်လေးချုပ်ရွက်ပူချက်လေးဖြစ်တဲ့အတွက်ကျမတို့ဘိုက်စီးလေးစီးပြီးတော့လမ်းလျှောက်တယ်ဘိုက်စီးနဲ့စီးထားတဲ့အချိန်မှာလမ်းလျှောက်ရတဲ့အခါမှာတော့အထင်းလေးဖြစ်ပြီးတော့အနာသက်တာပေါ့နော်အဲ့ဒီအတော်တွင်တော့အထောက်ကိုအများကြီးပြုခဲ့တယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့ကလက်ကားဖြစ်သွားတာပေါ့နော်အခုလည်းဘိုက်စီးတန်မိုးတွေကနေရလည်းမဟုတ်ဘူးဆိုတော့လေတကယ်လို့ကိုကကျင်းတွေပါဘိုက်စီးစီးမယ်ငါဘိုက်လုံးဝလှအောင်ပြန်လုပ်မယ်ဆိုရဲမေမေတွေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ကိုမှ nest တွေနဲ့ပေါ့နော်အကူတွေနဲ့ဝိုင်းပြီးတော့ခလေးကိုထိုင်ပေးမဲ့သူတွေရှိရမှာဖြစ်ဖြစ်အဲ့လိုမျိုးတွေကတော့ဘိုက်စီးစီးရပို့ပြီးတော့အဆင်ပြေမဲ့ထင်ပါတယ်အဲ့တော့ကိုကဘယ်လိုချင်းရှိမလဲဆိုတာကိုနည်းနည်းလေးတွက်ပြီးတော့ဝယ်တဲ့ဆိုတာဒီဗီဒီယိုကနေတစ်ဆင့်ဆုံးဖြတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြမယ်ဘိုင်ဘိုင်